လမ်းတစ်ခုကိုဖောက်ချင်တဲ့လူငယ်တွေအတွက်ဆိုရင်တော့ဒီဒူဘိုင်းကိုလာမယ်ဆိုရင်ရန်ကြီးတော့မျောလင့်မထားစေချင်ဘူးမင်္ဂလာပါဒါဆိုရင်ကျွန်တော်တို့ဒူဘိုင်းအကြောင်းလေးပထမအဆုံးစမယ်ဗျာဒူဘိုင်းဆိုတာကကျွန်တော်တို့ဒီ UAE ထဲမှာရှိတဲ့မြို့တစ်မြို့ဖြစ်တယ်UAE ဆိုတာကျတော့ဒီရှေ့လေပိုင်းနိုင်ငံတွေထဲကနေပြီးတော့နိုင်ငံတစ်ခုဖြစ်တယ်ဒီမှာဆိုရင်ဒီအဲ့လို tourism တွေ hospitality နဲ့ပတ်သက်ပြီးတော့သူကလောက်ခိုင်ခွင့်လန်းတွေတော်တော်လေးအပေါ်ဆုံးနိုင်ငံဆိုပြီးတော့လည်းပြောလို့ရမယ်UAE မှာဆိုရင်ကျွန်တော်တို့မြို့9မြို့ရှိမယ်အဲ့ဒါမှာဘာပါမလဲဆိုရင်ကျွန်တော်တို့ဒီဒူဘိုင်းအဘူဒါဘီဖူဂျာရာရှာဂျာရက်အခိုင်မှာအဲ့လိုမျိုးရှိမယ်ဗျာအဲ့ဒီကနေပြီးတော့ဒူဘိုင်းကမြန်မာနိုင်ငံနဲ့ရှင်မယ်ဆိုရင်သူကဒီရန်ကုန်နဲ့တူတယ်ပြောချင်တာလူနေထူထပ်တဲ့စီးပွားရေးချက်ကြတယ်ပတ်စံကောင်းကောင်းရှာလို့ရတယ်ဗျာအဘူဒါဘီကကြာတော့ကျွန်တော်နေရတာတော့တော်တော်လေးသဘောကျတယ်ဘာလို့ဆိုရင်သူကဒီကျွန်တော်တို့ကမ္ဘာမှာလုံခြုံဆုံးဒီမြို့တော်တွေထဲမှာဘူဒါဘီကနံပါတ်1နေနဲ့ကျွန်တော်တို့ချိတ်ဆွဲခဲ့တာရှိတယ်ပြီးတော့သူကဒီအရန်ကြီးလူနေမထူထပ်ဘူးဗျာဒီပြောရမယ်ဆိုရင်မြန်မာနိုင်ငံမှာဆိုရင်နေပြည်တော်လားမန္တလေးလားမန္တလေးလိုလည်းလူနေမထူထပ်ဘူးဒါပေမဲ့နေရတဲ့ပုံစံက slow living ဆိုတဲ့ပုံစံမျိုးဖြစ်တယ်ဒူဘိုင်းနဲ့တော့မတူဘူးဈေးလည်းမကြီးဘူးပေါ့လေအဲ့လိုတော့ပြောလို့ရမယ်ဟုတ်ကဲ့ကျွန်တော်တို့တော်တော်များများဗျာမြန်မာနိုင်ငံမှာရှိတဲ့လူတိုင်းဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ဒူဘိုင်းလိုပြောလိုက်တာနဲ့မိုးမျှော်တိုက်ကြီးတွေဒီမှာအာရတ်အဲ့လိုမျိုးစော်ဘွားကြီးပြီးဆိုရင်ဒီမှာအကောင်းစားကားတွေအဲ့တော့ဒူဘိုင်းဆိုတာနဲ့တော့ဒီမှာပတ်စံများများရှာမယ်ဒီ lifestyle ကကောင်းကောင်းကန်ကန်နေရမယ်ဒီနိုင်ငံခြားဆိုတဲ့ vibe ကိုတော်တော်လေးရမယ်ဆိုတဲ့ဒီပုံစံမျိုးတွေတော်တော်များများမျှော်လင့်ထားကြတယ်မျှော်လင့်ထားခဲ့တယ်လို့ပဲအချို့သောလူတွေအတွက်ကတော့အတိုင်းမှန်နေနိုင်မယ်ဘယ်လိုလူတွေလဲဆိုရင်ကြီးတက်ချမ်းသာတဲ့လူတွေသူတို့တက်ကတော့ဒူဘိုင်းကိုပန်းဖြေဖို့အတွက်ကအဲ့လိုမျိုးဆင်ပြေးနေနိုင်မယ်ဒါပေမဲ့ဒီအဲ့လိုမျိုးပေါ့လေဒီလူငယ်တယောက်အနေနဲ့ကိုယ့်အကိုပြီးတော့စူးစမ်းမယ့်အရာတွေကိုယ့်ရဲ့ဒီလမ်းတစ်ခုကိုဖောက်ချင်တဲ့လူငယ်တွေအတွက်ဆိုရင်တော့ဒီဒူဘိုင်းကိုလာမယ်ဆိုရင်ရန်ကြီးတော့မျောလင့်မထားစေချင်ဘူးဘာလို့ဆိုရင်ဒီတော်တော်များများဒူဘိုင်းမှာလည်းလူသန်းစားအလွာအသီးသီးရှိရပြမြန်မာနိုင်ငံမှာရှိတယ်လို့ပဲလေဒီကျွန်တော်တို့ဒီမြန်မာတော်တော်များများဒီဘက်မှာဖိလစ်ပင်းတွေတို့အလိုမျိုးအိန္ဒိယတို့ပါတယ်တော်တော်များများနေတဲ့နေရာဆိုရင် Erica Union, Bergman, Business Bay တို့အဲ့လိုပုံစံမျိုးမှာနေကြရဗျာဒါပေမဲ့ဒီကိုယ့်ရဲ့ဒီရတဲ့ဝင်ငွေ income ပေါ်မူတည်ပြီးတော့ဒီနေရတဲ့ lifestyle နဲ့ပုံစံမျိုးကပြောမယ်ဆိုရင်ရန်ကုန်မှာဆိုရင်ကျွန်တော်တို့လဲတန်းပုံစံမျိုးအဲ့လို vibe မျိုးရရပြအဲ့ဒါဆိုတော့ရန်ကြီးနိုင်ငံခြားစံနေရတော့မဟုတ်ဘူးဒါပေမဲ့တကယ်ခင်မီတိုက်ကြီးတွေနဲ့လုံးဝဒီအဲ့လိုမျိုး lifestyle အမြင့်မြင့်နဲ့နေရတဲ့နေရာတွေတော့ရှိတယ်ဒါပေမဲ့မှန်ပြောရရင်ကိုလက်ရှိချိန်နဲ့အဲ့နေရာတွေကိုမတက်လန်းနိုင်သေးဘူးဘာလို့ဆိုရင်ကိုကနဲ့ကိုဒီစူးစမ်းနေတဲ့ရုန်းကန်နေရတဲ့ career တစ်ခုကိုတည်ဆောက်နေရတဲ့အချိန်တွင်းမှာရှိတယ်အဲ့ဆိုတော့ဒူဘိုင်းကိုလာမဲ့လူတွေဆိုရင်အရန်ကြီးမျောလင့်မထားနဲ့ဘာလို့ဆိုရင်ကိုက expectation ထားလိုက်တာများတဲ့အခါမှာလက်တွေ့ကြုံလိုက်ရတာနဲ့ဆိုရင်လုံးဝဒီ mental breakdown ဖြစ်သွားနိုင်တယ်အဲ့ဆိုတော့ပထမဆုံးကိုအနေနဲ့ဒီအကြံပေးချင်တာကဒီကကျွန်တော်ဗီဒီယိုလုပ်တာကဒီကျွန်တော်လိုမျိုးပေါ့လေဒီဘယ်လိုမျိုးနိုင်ငံခြားမှာကိုယ့်ကို career life တစ်ခုအနေနဲ့ဒီစားခြင်းနဲ့ကိုယ့်အကိုခြင်းနဲ့လူတွေအတွက်ဆိုရင်တော့ရန်ကြီးမျောလင့်မထားစေချင်ဘူးရနေရမှာကိုယ့်အကိုအဆင်ပြေအောင်ကောင်းဆုံးနေပြီးတော့စူးစမ်းသွားမယ်ဆိုရင်တော့အဆင်ပြေဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ဒီစစေချင်တာကတော့ဒီ visa process တွေကနောက်ပိုင်းကျမှအသေးစိတ်ပြန်ပြီးရှင်းပြမယ်ဒူဘိုင်းကိုစရောက်လာတဲ့လူတွေပထမဦးဆုံးကြုံလာမှာကကိုနေရမယ့်အခန်းဆိုတာကဒါကတော့ကိုယ့်ရဲ့ budget ပေါ်မှာမူတည်ရပါဗျာဒီတော်တော်များများဒူဘိုင်းကိုလာကြတယ်ဒီ1လ2လနေပြီးတော့လှုပ်ရှားကြတယ်အဲ့အချိန်မှာသူတို့အတွက်နေစရာတစ်ခုကတော့ရှိရမယ်ဗျာအဲ့ဒီအချိန်မှာသူတို့ကတယောက်တည်းနေခြင်းပဲဒီမှာကျ loft type လို့ခေါ်တယ်အဲ့ဒါဘယ်လိုလေးလဲဆိုရင်ကျွန်တော်တို့ဒီအောက်မှာနေစရာရှိမယ်အပေါ်မှာကျထခိုးလေးအဲ့လိုပုံစံမျိုးအပေါ်မှာနဲ့အောက်မှာနဲ့ loft type အခန်းလေးတစ်ခန်းကိုနှစ်ယောက် sharing လုပ်ကြမယ်သူ့ရဲ့အကျယ်ဝန်းဆိုရင်ကျွန်တော်တို့လက်ကိုဒီလိုအပြည့်စမ်းမမြင်အောင်ဘယ်လောက်ပဲရှိမလဲဆိုရင်3ပေခွဲလောက်အဲ့လောက်ဝန်းကျင်ပဲရှိမယ်ပြီးပြီဆိုရင်အရှေ့ကတော့ကိုအိတ်လို့ကြမယ်ဗျာသိရမလားပြီးရင်ဒီသူတို့လေကားလေးနဲ့အဲ့ဟာဆိုရင်ကျွန်တော်တို့ဒီမှာဘယ်လောက်ရှိနေလဲဆိုရင်2ယောက်နေရ loft type ဆိုရင်ကျွန်တော်တို့ဒီနိုင်ငံရဲ့ငွေနဲ့ဆိုရင် AED ဆိုတော့1400ဗျာ1400ဆိုရင်မြန်မာငွေဆိုရင်15သိန်း16သိန်း15သိန်း16သိန်းရှိမယ်ဒါဆိုတော့တော်တော်လေးကျင်တာအဲ့ဒါနည်းနည်းလေးသိရမလားခြေစင်းတာ
လဲတာလေးနေခြင်းပဲဆိုရင်ကြတော့ဘယ်လိုဖြစ်သွားမလဲဆိုရင်1600 1900အဲ့ဒါဆိုရင်19သိန်း30ဖြစ်သွားပြီနှစ်ယောက်နေမယ်ဆိုရင်တယောက်ကို10သိန်းကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်ကောင်းကောင်းနေလို့ရရဗျာဒီမှာတော့အဲ့လိုလေးနေရမယ်ပြီးရင်ရေချိုးခန်းအိမ်နာမျှပြီးသုံးရမယ်ပြီးရင်မိဖို့ချောင်းတွေလည်းမျှပြီးသုံးရမယ်အဲ့လိုပုံစံမျိုးရှိမယ်ဒါကတော့အဲ့ဒီ accommodation နဲ့ပတ်သက်ပြီးတော့ရှိတယ်အဲ့လိုမှမဟုတ်ဘူးကိုကဒီ bus space ဆိုတာじゃကိုယ့်ရဲ့နေစရာတည်ရမလားဒီကျော်တပြင်းစာရှိရင်ရပြီဆိုရပုံစံမျိုးအဲ့ထဲမှာဆိုရင်ခန်းတစ်ခန်းရှိမှ master room အဲ့ထဲမှာလူ800လောက်စုပြီးနေကြမယ်အဲ့ဒါဆိုရင်ဟိုဈေးကသူက900လောက်ရှိရတယောက်ကိုလေအဲ့ဒါဆိုရင်900 600လောက်ရှိရဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်8သိန်းဝန်းကျင်လောက်ကအနည်းဆုံးရှိရတစ်လောက်ဒါနေဖို့အတွက်ဒါပေမဲ့ဒီမီးဖို့ရေဖို့တွေဘာဖို့တွေတော့ထပ်တော့ပေးစရာမလိုဘူးပြီးရင် transportation ကကြာတော့ဒီအလို့ရပြီးသားလူတွေအနေနဲ့ကား lift သုံးမယ်တကယ်မှာအလုပ်ကိုသွားပြန်သွားဖို့ကား lift သုံးမယ်ဆိုရင်သူတို့အနေနဲ့300 350အဲ့ဒါဆိုရင်4သိန်းလောက်ရှိမယ်ဒါပေမဲ့ကိုယ်အလုံးမရသေးခင်မှာဆိုရင်ကျွန်တော်တို့ metro သုံးရမယ် metro ကတကယ်မှာမှတ်တိုင်းတစ်ခုချင်းစီကို3ကျပ်နှစ်ခုဆိုရင်5ကျပ်အများဆုံးဆိုရင်9ကျပ်ခွဲအဲ့ဒါဆိုတော့ metro နဲ့ဆိုရင်တနေ့ကို15ကျပ်လောက်ကတော့ကုန်တယ်ဝေးသလိုဗျာအင်တာဗျူးဖြေနေမဲ့လူအတွက်ဆိုရင်တော့တခါလေကျရင် taxi နဲ့သွားရတာပါရဆိုရင်တော့ transportation ကလည်းညားမယ်လို့ပြောလို့ရတယ်ထားပါအောင်ဒီ300 400အဲ့ဒါဆိုရင်5သိန်းလောက်ကတော့ transportation နဲ့သွားမယ်စားစရာအတွက်ကတော့ကိုယ့်ပေါ်မှာပဲမူတည်တယ်ဒီစံနေစီတွေဆိုရင်စံတစ်ထုပ်5ကီလိုဆိုရင်သူက20လောက်ဆိုရင်ရတယ်20ဆိုရင်ကျွန်တော်တို့2000ခွဲဝန်းကျင်ပေါ့ဗျာအဲ့ဒါဆိုရင်5ကီလိုပြီးဆိုရင်ကြက်ဥတွေရှိမယ်ဘာညာညာကိုယ့်ကိုချက်စားမယ်ပါမယ်ဆိုရင်အဆင်ပြေတယ်အဲ့လိုမဟုတ်ဘူးလာပေးစားမယ်ဆိုရင်တစ်နက်ကိုသူက300တစ်နက်ကို300နှစ်နက်ဆိုရင်600အဲ့ဒါဆိုတစ်လဆိုရင်ဒီလာပေးစားမယ်နေတိုင်းပေါ့လေမနက်ကြီးအဲ့ဒါဆိုရင်600လောက်ကုန်မယ်အဲ့ဒါဆိုရင်9သိန်း8သိန်းအဲ့ဒါဆိုရင်အဲ့ဒါတွက်ကြည့်လိုက်မယ်ဆိုရင် accommodation ကကိုတယောက်တည်းတွက်ကိုပဲတွေးလိုက်သိရမလားဒီဘယ်လိုပဲဖြစ်ဖြစ်နှစ်ယောက် share မယ်လို့ထွေလိုက်တယ်ဆိုရင် accommodation က900 hobby transportation က400 1100ပြီးဆိုရင် food expense ကဘယ်လိုပဲဖြစ်ဖြစ်600ဒါကကြတော့ဒီအဲ့လိုမျိုး food expense ဆိုတာကြတော့ကိုကလာပြီးယူမယ်ဆိုရင်ပြောတာချက်စားမယ်ဆိုရင်တော့ချက်ထားတဲ့လောက်ကိုယ့်ကိုတက်တာနိုင်တယ်ဒါပေမဲ့ဒီလိုပုံမြန်မျိုးဆိုရင်600ပြီးရင်900ပြီးရင်400အဲ့ဒါဆိုစုပေါင်း1900အဲ့လောက်ကုန်သွားပြီဒါက visa တွေဘာမှမပါသေးဘူး1900ဆိုရင်ဒီ30ဝန်းကျင်လို့ပြောလို့ရတယ်နော်30ဝန်းကျင်ကျွန်တော်တို့ဒီဂျားထဲမှာကျွန်တော်တို့ဘာညညလက်ဖေးတောက်တာလေးတွေဘာလေးတွေဘာမှမပါသေးဘူးအဲ့လိုမျိုးနေနေကောအဲ့လောက်ကုန်တယ်ဒါကတော့ဒီဘိုင်းမှာကုန်ကြရမယ်အဲ့လိုမျိုးစပြီးလောက်လာရှာမယ်ဆိုရင်ကုန်ကြရမယ်ဈေးပုံစံမျိုးပြောပါဗျာဒါပေမဲ့ချွေတာနိုင်တဲ့လောက်တော့ချွေတာလို့ရတယ်ကိုယ့်ရဲ့နေရတဲ့ပုံစံနဲ့ဒီကိုယ့်ရဲ့ lifestyle လေးနည်းနည်းလေးပြောင်းအောင်ပါရှိတယ်